အားလုံးမင်္ဂလာပါ Data Analyst Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့ share ပေးချင်တာကတော့အရှိ video လေးအဆက်ပေါ့နော်Junior level အလုပ်တွေကိုရှောက်ဖို့အတွက် sequence နဲ့ပေါ်ပြန်ရရင်လုံလောက်ပြီး technical skills အနေနဲ့ဒါပေမဲ့အဲ့ Junior position အတွက် foreigner တွေကိုခန့်ပါမလားဆိုတဲ့မေးခွန်းကိုဖြေပေးချင်ပါတယ်ကျွန်တော်ကတော့ UK မှာရှိနေတဲ့အတွက် UK အတွက်ပဲပြောပြပေးနိုင်ပါတယ်တခြားနိုင်ငံတွေကတော့ကျွန်တော်မသိဘူးပေါ့နော်အဲ့တော့ကိုနဲ့သက်ဆိုင်တဲ့လောက်ပဲ knowledge တွေယူဖို့တိုက်တွန်းခြင်းပါတယ်ကျွန်တော်ရဲ့ page ကရောကျွန်တော်ရဲ့ video တွေအားပေါ့နော် so ဒီမှာအဲ့ sequence နဲ့ပေါ်ပြန်ရှင်junior position တွေတော်တော်များများလုပ်ဖြစ်ပါတယ်ဒါပေမဲ့ organization မှာဝင်တည်ပြီးတော့ဒါကွဲပြားနိုင်ပါတယ်တချို့ Excel ကိုသုံးတဲ့ organization တွေကတော့ Excel အထူးပြုပေါ့နော် Excel ကိုအလေးပေးပြီးသုံးတဲ့ organization တွေကတော့ VBA တို့ဘာလို့ရပို့ကြိုက်ပါတယ်တချို့ organization တွေကလည်းသူတို့ရဲ့တချို့မတူတဲ့ technical ဘယ်လိုပြောမလဲ staff တွေပုံမူတည်ပြီးတော့ကွဲပြားတယ်ပေါ့နော်ဒါပါတချို့ organization တွေက Python နဲ့ Tableau သုံးတယ်တချို့တွေကျတော့လည်း SQL နဲ့ပေါ်ပြန်သုံးတယ်ဒါပေမဲ့လက်ရှိကျွန်တော်အမြင်အရ SQL နဲ့ပေါ်ပြန်သုံးတာများပါတယ်Okay နံပါတ်1အချက်ကကြတော့ visa sponsorship ရအောင် visa sponsorship ရဖို့က UK မှာနောက်ပိုင်းကပို့ပြီးတော့ခက်ခဲလာပါတယ်မဖြစ်နိုင်လောက်အောင်ခက်ခဲလာတာတော့မဟုတ်ဘူးဖြစ်နိုင်သေးတယ်ဒါပေမဲ့အရင်ကလို့အရင်မလွယ်ကူတော့ဘူးเนาะဥပမာပြောရရင်ကျွန်တော်ကျောင်းဆက်လာတဲ့2021 2022တုန်းကဆိုရင်သူက visa sponsorship ပေးဖို့ဆိုရင် salary ကတစ်နှစ်ကို2600ရရင်ရပါပြီတခြား limitation တွေတိတ်မရှိဘူးတော့အခုဒီခေတ်မှာတော့ကျွန်တော်ရှောင်းတော့39,800အနေနဲ့တိုးပါတယ်အခုနောက်ထပ်July လခါပဲတက်ချိန်လိုက်တဲ့4,200ဖြစ်နေပေါ့နော်ပြောချင်တာကသူတို့ရဲ့ local တွေပို့သုံးစေချင်တယ်အဲ့တော့ foreigner တွေကျွန်တော်တို့ skill worker တွေကိုပေါ့နည်းနည်းကြက်လာတဲ့သဘောပေါ့နော် okay ဒါပေမဲ့graduate တွေအနေနဲ့ကကြတော့ဒီ salary threshold ပြီးဖို့ကနည်းနည်းခက်ခဲတယ်ပေါ့နော်သို့တော်လည်း UK government ကဒီသူတို့ထားထားတဲ့ threshold ရဲ့90%ပြီး graduate တွေအနေနဲ့အလုပ်ခွင့်ပေါ့နော် skill worker visa ကိုပေးပါတယ်အဲ့ graduate ကလည်းသူက recent graduate ဖြစ်ရမယ် UK အတွင်းမှာရောက်နေတဲ့4နှစ်ထက်မကျော်ရဘူးဒါမှမဟုတ်ရင်အသက်26နှစ်ဖြစ်ရမယ်အဲ့လိုမျိုးပေါ့နော် limitation လေးနည်းရှိတယ် okay အဲ့တော့ကျွန်တော်တို့ဟာ obviously foreigner တွေအဲ့တော့သူများထက်နည်းနည်းပို့ပြီးတော့စူးစမ်းရမယ်သူများထက်နည်းနည်းပို့ပြီးတော့skills ကိုလို့ပြောရမယ်မြင့်ထားမယ်ပေါ့နော်ပြောချင်တာဘာလို့လဲဆိုတော့ဒီဘက်မှာအလုပ်ကဝင်တိုးတဲ့လူတွေအများကြီးပဲပေါ့နော်ဟိုမှာကျောင်းတွေအများကြီးရှိတယ်ကျောင်းလာတဲ့ကျောင်းသားကြီးကတန်းနေရှိတယ်ဒါပေမဲ့အလုပ် opening က8,000 9,000လောက်ပဲရှိတယ်အဲ့လိုအခြေအနေမျိုးဆိုတော့ကိုရီးယားပို့ပြီးတော့သူများထက်2လ3လလောက်တာမှအလုပ်ရဖို့ပို့ပြီး chat များမယ်ပေါ့နော်အဲ့တော့ okay technical ဘက်ပြန်သွားရအောင်အဲ့တော့ဘာတွေသုံးလဲကျွန်တော်တို့စီမှာအခုSQL သုံးတယ် Power BI သုံးတယ်နောက်တစ်ခုကPower Apps ဆိုတဲ့ software ရှိတယ် Power Automate ဆိုတဲ့ software ရှိတယ်ပြီးရင်နောက်တစ်ခုက Azure ထုတ်တဲ့ Data Factory ဆိုတာရှိတယ်အဲ့သုံးခုကကျွန်တော်ရဲ့နေ့စဉ်ဘဝမှာမြဲပါတယ်ပေါ့နော်အဲ့ဒါကျွန်တော်တစ်ခုချင်းစီပြောပြပေးမယ် Power App ကဘယ်လိုသုံးလဲဆိုတော့application တွေစောက်လို့ရတယ်ကိုက code တွေမရေးတတ်ဘူးအဲ့လိုမျိုး code ကိုအစားဆုံးရေးစရာမလိုဘူးဒါပေမဲ့ဘယ်လိုပြောမလဲ drag and drop လုပ်ပြီးတော့စောက်လို့ရတဲ့ပုံစံမျိုးပေါ့နော်အထဲမှာသူ code နည်းနည်းတော့ရေးရတယ်ကိုခိုင်းချင်တဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးဆိုနည်းနည်းရေးရတယ်Power App ကပါကောင်းလဲဆို data collection တော့ကောင်းတယ်ကျွန်တော် create လုပ်ထားတဲ့ app လေးတစ်ခုရှိရဲ Power App ကိုသုံးပြီးတော့ဘာလုပ်လဲဆိုရင်ကျွန်တော်ကdispatch department မှာသူရဲ့ accuracy ကိုစစ်တာပေါ့နော်ဒီ parcel ကအဲ့မျိုးသွားမှမှန်ရဲ့လားမမှန်ရဲ့လားဆိုတာဘာလို့ဆိုတော့ parcel တွေကပုံလို့ physically ထည့်ရဖြစ်တဲ့အတွက်လူတယောက်အနေနဲ့မှားသွားနိုင်တယ်ပေါ့နော်အဲ့ဒါ system နဲ့ပြန်ပြီးတော့ scan ဖတ်ပြီးတော့စစ်တဲ့ app လေးကိုထွင်ထားတယ်ပေါ့နော်အဲ့အားလေးကိုသူတို့ကြွပြပြသုံးကြတယ်ကြိုက်ကြတယ်အဲ့လိုမျိုးအဲ့လိုလုပ်ရတယ်တခါတလေPower Automate ကကြတော့သူကအဲ့လို automate flow တွေတိစောက်တယ်ပေါ့နော်ပြောရရင်တော့ဘယ်လိုပြောရမလဲကျွန်တော်တို့Power BI refresh 9 မိနစ်တခါလုပ်ပြီးပါလို့ဒါမှမဟုတ်ရင်လေExcel file ဒီကိုကြာလာရင်ဘယ်ကိုပို့ပြီးပါအဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်ရင်လေ team chat မှာဘယ်အချိန်ရောက်ရင်အဲ့ Power BI ကို check ကြည့်မယ်အကယ်၍မှာ outstanding order ရှိနေဘယ်သူတွေစီပို့ပြီးပါအဲ့လို flow လေးစောက်ရတယ်ပေါ့နော်အဲ့ဒါနောက်တစ်ခုပြီး data factory အဲ့ကောင်ကတော့သူက data engineering နဲ့နည်းနည်းဆိုင်တယ်အဲ့ဒါတော့position တိုင်းမှာမလို့ဒါပေမဲ့ကျွန်တော် position ရောနည်းနည်း hybrid ဖြစ်တဲ့အတွက်အဲ့ကောင်လည်းပါတယ်ပေါ့နော်data engineer 2ယောက်ပဲရှိတော့သူတို့စောင့်နေလောက်ကမပြီးနိုင်ဘူးကျွန်တော်တို့ကလည်းကိုယ်သိယူပြီးတော့ကိုယ့်အကူသိမလား pipeline လေးစောင့်ပြီးတော့ deploy လုပ်ရတာပေါ့နော်ပြောရင်ကောင်းပါတယ်knowledge အသစ်တွေလည်းရတယ်ပေါ့နော်
အဲ့ဒါတော့များသောအားဖြင့်ကတော့ကျွန်တော်တို့ table တွေစောက်တယ် database တွေထဲကနေပြီးတော့ table တွေ copy ယူတယ် UVM မှာ pipeline နေနဲ့ဟိုဘယ်လိုပြောမလဲ table ကိုလိုချင်တဲ့ table လေးစောက်ပြီးတော့ SQL ထဲမှာ SQL mine ထဲမှာပြန်သိမ်းထားမျိုးပါအဲ့တော့အဲ့လောက်ဆိုရင်သိလောက်ပြီးထင်ပါတယ်နောက်တစ်ပတ်ဒီမှာကျွန်တော်တို့စီမှာသုံးတဲ့တခြား software တွေကိုထပ်ပြီးတော့ပြောပြပေးပါအောင်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်